Hello, alo mẹ mình là bá. Lâu bây giờ anh lấy gì mà thanh đi chợ rồi lâu xa rau của lo đi thà là bá. Qua đó em mà chỉ để thanh đi điều, xong lên nè thì trả lý thuyền đi đó và cái này ố thanh đi là bá. Thuyền nè thanh đi cả, còn đó ngã lông lâu trọ lâu lại bà đấy, bằng số mà đó chắc cho đều theo thanh đi bà biết. Chắc cho chú bố cá chắc cho đâu cái bố tông thà bà đấy, cha đó xây thà bá.အားလုံးကိုဒန်နီယယ်ကိုထည့်ပြီးတော့ရေကတော့2လီတာခွဲလောက်ထည့်လို့ရပါတယ်။ဒါပေမဲ့ညီမကတော့အရင်အချိုနေသွားမှဆိုတာကြောင့်ရေ2လီတာပဲထည့်လိုက်ပါတယ်။ကြောက်ကြောကျူရမှာမဖြစ်မနေလောက်ရမှာတော့မွေးပေးတာပါ။အစမပြန်မွေးပေးရပါမယ်။ဒန်နီထဲမှာတခြားအစမပြန်မွေးပေးရပါမယ်။15မိနစ်လောက်တော့မွေးရပါမယ်။တကယ်လို့ငြိမ်သွားတဲ့အခါကျရင်အခုလိုညီမဖြစ်သူမျိုးအဖက်ကလေးတွေအလိုမျိုးဖြစ်တတ်ပါတယ်။အဲကြောင့်အစမပြန်မွေးပေးရပါမယ်။မွေးနဲ့ကြောက်စောလေးကတဖြည်းဖြည်းနဲ့ရဖို့အချိန်နီးလာပါပြီ။လက်တွေလည်းတော်တော်ညောင်းနေပါပြီ15မိနစ်ကိုမနေ့ပြအောင်မွေးလိုက်ရပါတယ်။ချိန်ပြည့်သွားပြီဆိုတော့ရလာတဲ့ကြောက်စောရည်လေးတွေကိုဘန်နဲ့ကိုလောင်းထည့်ပြီးတော့အေးခံပါမယ်။ပြီးရင်တော့ခုနတင်ထားတဲ့ထန်းသီးလေးတွေကိုကြောက်ကြောရည်တွေကိုလိုက်ပြီးတော့ဖြန့်ထည့်ပါမယ်ဒီချာလေးထန်းသီးလေးကတော့9လုံးဆိုတော့နည်းနည်းတော့နည်းသွားတယ်ကြောက်ကြောကများပြီးတော့လေ9လုံး10လုံးလောက်ဆိုရင်တော့အဆင်ပြေမယ်ထင်တယ်အားလုံးအေးခံပြီးတဲ့အခါမှာတော့မွေးပြီးတော့စားလို့ကောင်းတဲ့ထန်းသီးကြောက်စောလေးရပါပြီအခုလိုထန်းသီးရာသီတွေမှာကြောက်စောဆိုင်တဲ့သူတွေကိုလှူစားကြည့်ဖို့ recommend ပေးပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye bye